အခုဒီဘာလဲ week full ပေါ့နော်အဲ့ဒီဟာအရန်ကိုကိစားနေတယ်ပေါ့နော်အဲ့ဒီ account ဖွင့်နေလေးကိုပြောပြမယ်နော်ဆိုတော့ကျွန်တော်တို့ကဒီ account creator ဖြစ်ဖို့ပေါ့နော်ပတ်စံရအောင်လုပ်မယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့ဘယ်လိုပြောမလဲကို invite ထားတဲ့လူကအနည်းဆုံး15ယောက်ဖြစ်ရမှာပေါ့နော်တကယ်လို့အဲ့ဒီ15ယောက်မဟုတ်ရင်တော့မှဒီကသူ option တစ်ခုပေးတယ်ပေါ့နော် super like 5ခုရမယ်မဟုတ်ရင်15ယောက်ကို invite ထားတဲ့လူပေါ့နော်အဲ့ဒီဟာဟို accept ဖြစ်တယ်ဆိုပေါ့နော်အဲ့ဒါကိုယ့်ရဲ့ဒီ level up monetization အကောက်ဖွင့်တော့မှဖြစ်တယ်နော်ဆိုတော့ super like ကဘယ်လိုပေးကြလဲလို့ပြောဒီမှာအခုကျွန်တော်ဗီဒီယိုတစ်ခုတော့တင်ထားနော်ဆိုတော့တချို့တွေကြတော့အဲ့ဒီ super like free ရတယ်နော်ဆိုတော့မနေ့ညကျွန်တော်တို့တကယ်ချင်းနဲ့ချင်း super like ပေးနေအကောက်ကပွင့်သွားတာပေါ့နော်တချို့တွေကြတော့မရဘူးပေါ့နော်အလကားပေးလို့မရဘူးပတ်စံပေးရတယ်နော်ကျွန်တော်က၄ခုလောက်မျိုးရတယ်အဲ့ဒါနဲ့ကျွန်တော်တကယ်ချင်းလည်းရတယ်ဆိုတော့အချင်းပေးကြတာပေါ့နော်ဆိုတော့တချို့တွေကြတော့အဲ့လိုမျိုးမရဘူးဆိုရင်ကိုကအကောင့် creator ဖြစ်ချင်တယ်ဆိုတော့ကိုယ့်ရဲ့တကယ်ချင်းကိုအဲ့ဒီ super like ဝယ်ခိုင်းမှာပြီးရင်သူကမင်းရဲ့ဗီဒီယိုကို super like 5ခုလောက်ပေးလိုက်ပြီဆိုတော့အကောင့်ကပွင့်လာပြီအဲ့လိုမျိုးကိုကပတ်စံပေးနေလဲလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့တကယ်ချင်းကနေတစ်စင်းကိုကပတ်စံ cash ပေးပြီးမှသူ့ကို super like ဝယ်ခိုင်းမှာနော်ဝယ်ပြီးဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကို like ပေးလိုက်ပြီဆိုရင်သူကအကောင့်ကပွင့်သွားပြီဟုတ်ပြီလားနော်ပွင့်သွားပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့သူကဒီ become creator ဆိုတဲ့နေရာမှာသူကဖွင့်ခိုင်းတာပေါ့နော်အဲ့မှာကျွန်တော်ဖွင့်လိုက်ပြီဆိုတော့ဒီဘယ်လိုပြောမလဲအကောင့်ကပတ်စံရတော့ဖြစ်သွားပြီနော်ပတ်စံရတဲ့အကောင့်ဖြစ်သွားမှာဖြစ်တယ်ဆိုတော့အခုဒီမှာကျွန်တော်ဖွင့်ပြထားတာရှိရပေါ့နော်တစ်ချက်ရှုကြည့်လိုက်ရအောင်ဆိုတော့ setting မှာတွားမယ်ပြီးရင် creator ဆိုတဲ့နေရာတွားမယ်နော်ပြီးရင် how output ကိုတစ်ချက်ဆင်းလိုက်become a creator ဆိုတဲ့နေရာမှာနေရတာဖြစ်တယ် okay ဆိုပါလိုက်ရလို့နော်အဲ့ဒါအဲ့ဆိုကိုယ့်ရဲ့ first name last name တွေကိုတေချာရေးပါနော်အဲ့ဒါကတော့ကျွန်တော်ဘန်ထဲကနာမည်ပေါ့နော်ကိုယ့်ရဲ့ IC ထဲကနာမည်အတိအကျရေးပါနော်ဒါကတော့ဒါပတ်စံထုတ်မဲ့ဟာဆိုတော့လေနော်နာမည်တွေလွဲလို့မရဘူးပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်ကိုလည်းမမစင်နဲ့ပြီးရင်တော့ဒီကိုယ့်ရဲ့နိုင်ငံကိုရေးရမှာဖြစ်တယ်ပေါ့နော်စီမလေးရှားဆိုမလေးရှားပေါ့ဆိုထိုင်းဆိုထိုင်းမြန်မာတော့မရတော့ဘူးတကယ်လို့မရတဲ့လူတွေကြတော့ VPN ခံပြီးမှနော်ထိုင်းတော့မလေးရှားတော့လုပ်လို့ရတယ်နော်ဆိုတော့ပြီးရင် continuous ဆိုတော့ကိုက creator ဖြစ်သွားပြီဆိုတော့ super like 5ခုထဲကပတ်စံအမောင့်ကိုဒီ creator ဖွင့်တဲ့အခါမှာသူတို့စားသွားတယ်နော်ကျွန်တော်ကဆိုရင်ပြား69ရှိတယ်ဒါပေမဲ့သူကဒီ account become creator ဖွင့်လိုက်တဲ့အခါမှာအဲ့ဒီပြား50ကျော်စားတော့ဘောနော်အခုဆို14ပြားပဲကျန်တယ်ကျွန်တော်စီမှာဆိုတော့ဒါကတော့ဘယ်လိုဖြစ်လဲတော့မသိဘူးเนาะသူတို့ဒီ account ဖွင့်ကသူတို့စားသွားတာတော့မသိဘူးဆိုတော့အခုဆိုရင်ကျွန်တော်ကဒီဖေးရောက်ဆွဲညာတွားလိုက်ရင်သူကဘန်ကချိန်လို့ရပြီချိန်လို့ရဆိုတော့$5ပြည့်ပြီဆိုတော့ကျွန်တော်ကဒီဖေးဖေး account ချိန်မှာကျွန်တော်ကပတ်စံထုတ်ယူပဲပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ဒီ create account ဘယ်လိုဖွင့်လဲဆိုတဲ့ဟာဒီ Faithful ရဲ့အကြောင်းလေးဖြစ်ပါတယ်เนาะဆိုတော့နောက်ပိုင်းကျွန်တော်ဒီ$5ရတဲ့အခါမှာပေါ့เนาะပြီးမှပြန်ပြီးမှ update လုပ်ပေးမှဖြစ်ပါတယ်เนาะဆိုတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်